နင်းရဲ့ဘိုးဘေးကပင်လယ်ပြင်ရဲ့ကြီးမြတ်တဲ့မွေးနဂါးကြီးဖြစ်ခဲ့ပြီမယ်နင်းကန်ကြမကတော့တခြားနေရာမှာရှိတယ်နင်းရဲ့အားနေတဲ့လူသားပုံစံကဘယ်တော့မှကြီးမြတ်တဲ့မွေးနဂါးကြီးရဲ့စွမ်းအားကိုတောင်းနိုင်မှာမဟုတ်ဘူးဘာလို့ကျမမဖြစ်လာနိုင်တာကြီးမြတ်တဲ့မွေးနဂါးကြီးရဲ့စွမ်းအားနဲ့သူတွေပဲကုန်းပေါ်မှာနေတာဒီလိုအားတင်စရာအနည်းနဲ့မွေးဖွားလာပြီးမြဲဒီရုံးရှင်းတဲ့ခန္ဓာကိုယ်မှာပိတ်မိနေတယ်အဲ့ဒါကျမပဲကြီးမြတ်တဲ့မွေးနဂါးကြီးရဲ့စက္ကန့်ကလေးရပဲစဉ်းစားစမ်းနောက်ဆုံးတော့လေဒါတွေကတော်တော်လေးအသုံးဝင်တာပဲလာရှုံးမိပြီပဲဆိုတာကြီးမြတ်တဲ့မွေးနဂါးရဲ့ဟုတ်ကျမရဲ့စွမ်းအားဒီတော့မှာကျမရဲ့ပုံစံအစစ်အမှန်ကိုပြပြစေ